ကိုယ်စိတ်ကိုယ်စစ်ကြသူများစိတ်တွေရှောက်မစစ်နဲ့သူများအတင်းမပြောနဲ့မှန်ပါဗျာဘလူကဘာကြောင့်ပဲဘယ်ဝဘာကြောင့်လဲဆိုတာအဲ့ဒါသူများစိတ်စစ်တာကိုယ်စိတ်ကလေးကအဲ့တော့သူများမကောင်းကြောင်းကိုကစပြောလို့ချင်းကိုကမကောင်းလို့မှန်ပါဗျာအဲ့ဒါကြောင့်မလို့ဥပဇင်းတို့သဲအင်းကူကယောဂီတွေသောတာပန်လောင်းကြီးတွေဗဇပိတ်ပါမသိခြင်းနဲ့မမြင်ခြင်းနဲ့မကြားခြင်းနဲ့ကျင့်သုံးခြင်းရှောင်ကြမှန်ပါဗျာနော်နားပေါက်ကလည်းမကြားခြင်းနဲ့မသိခြင်းနဲ့မျက်စိပေါက်ကလည်းမမြင်ခြင်းနဲ့မြင်ရင်သိလိမ့်မယ်ကြားခြင်းရင်သိလိမ့်မယ်အဲ့တော့မမြင်ခြင်းနဲ့မကြားခြင်းနဲ့မသိခြင်းနဲ့ကျင့်သုံးခြင်းရှောင်မှန်ပါဗျာနော်အဲ့ဒီကျင့်သုံးခြင်းရှောင်လို့ရှိရင်သောတာပန်လည်းလက်တလိမ်လေးသရဂံလည်းလက်တလိမ်လေးအနာဂံလည်းလက်တလိမ်လေးယဟန္တာလည်းလက်တလိမ်လေးအဲ့ဒီလိုအပြစ်တွေပြစ်မှားတာတွေဘာတွေလို့စိတ်ကလေးနည်းနည်းတင်လိုက်ပြီဆိုရင်တခါကြီးတရားတို့မရတော့ဘူးနော်မက်တာပြီအဲ့တော့ဒီထဲမှာရှိတာတွေကတတိငါသောတာပန်ဝိခမနာသောတာပန်သမုတ်စေတသောတာပန်ဒီသောတာပန်ရှိတယ်မှန်ပါဗျာလေဒီလေဒီသင်္ဘောလေးနဲ့တင်လို့မကုန်နိုင်အပယ်လွတ်နေတဲ့သောတာပန်မှန်ပါဗျာတရေငါသရာကံဝိခမနာသရာကံသမုတ်စေတသရာကံဒါတွေရှိတယ်မှန်ပါဗျာတတိငါအနာကံဝိခမနာအနာကံသမုတ်စေတအနာကံဒါတွေရှိတယ်မှန်ပါဗျာနော်တတိငါယဟန္တာနေရှိသေးဘူးအနာဂံတွေကတော့တည်ငါအနာဂံဝိခမနာအနာဂံသမုတ်စေတာဆိုတာဒါတွေကမြင်ရမှန်ပါဗျာနော်အဲ့ဒါလူမသိဘူးမှန်ပါဗျာသောတာပန်တရာဂံတော့လက်မလှေတွေလှဲတွေသင်္ဘောတွေနဲ့တင်တော့မကုန်နိုင်ဘူးမှန်ပါဗျာတခြားရောက်သွားရင်တော့ဘယင်ပဲမှန်ပါဗျာအဲဒီသောတာပန်တွေတရာဂံတခြားရောက်သွားရင်ဘယင်ပဲဒီသင်္ကူမသုံးဘူးမှန်ပါဗျာသောတာပန်တွေတရာဂံတွေမသုံးဘူးညာနေလို့ညာနေတော့ဘာကြောင့်လဲဟိုလူမေးလိုက်လေလက္ခဏာဟိုလူမေးလိုက်လေရုပ်လက္ခဏာဒီလူမေးလိုက်လေနာမ်လက္ခဏာဟိုလူမေးလိုက်လေအတုပလက္ခဏာဒီလက္ခဏာတွေမြင်တယ်ဘုရားကလက္ခဏာမြင်အောင်ကြည့်ရမယ်ဆိုလက္ခဏာမြင်ကုန်ပြီတခါကြီးမှန်ပါဗျာလက္ခဏာမြင်မှသဘာဝတရားသိမှာမှန်ပါဗျာအဲ့တော့လက္ခဏာတွေမြင်ကုန်ပြီတခါကြီးအဲ့ဒါကြောင့်မလို့ဥပဇင်းတို့သဲရင်ကူကယောဂီတွေကိုယ်စိတ်ကြလက္ခဏာစိတ်သုံးစိတ်ပေါ်တည်ရင်ဒီမတည်ရင်တစ်ပြက်စိတ်တွေဖြစ်နေလမ်းတရစိတ်ကြီးပဲမှန်ပါဗျာမြင်လိုက်တဲ့ချိန်ကအတုပလက္ခဏာဖြစ်ရင်ဖြစ်ယုတ်မဟာဘုဒ္ဓယုတ်လက္ခဏာဖြစ်ရင်ဖြစ်နာဣလက္ခဏာဖြစ်ရင်ဖြစ်ဒီလက္ခဏာသုံးစိတ်ပေါ်တည်ရင်တည်မတည်လို့တစ်ပြက်စိတ်တွေဖြစ်နေမိမစိတ်ယောက်ျားစိတ်ခွေးစိတ်ဝက်စိတ်နွားစိတ်ကြက်စိတ်ဖြစ်နေရင်လမ်းတရစိတ်မှန်ပါခွေးမြင်ခွေးသိမယ်ဝက်မြင်လို့ဝက်သိမယ်ဒကမအမြင်ဒကမသိမယ်ဒကာမြင်တော့ဒကာသိမယ်လက္ခဏာစိတ်သုံးစိတ်နဲ့လွတ်ပြီးတော့အဲ့ဒီစိတ်တွေဖြစ်နေရဲ့လမ်းတရစိတ်တွေဖြစ်ကုန်ပြီမှန်ပါဗျာအသိမှမဟုတ်ပဲမှန်ပါဗျာမှန်လားတကယ်မှန်ပါဗျာအဲ့တော့ဥပဇင်းတို့တဲ့ကူကယောဂီတွေတတိနဲ့အမြဲတမ်းနေရမှန်ပါနော်အဝင်မခံနဲ့ကိုယ်စိတ်သူများစိတ်တွေရှောက်မစင်းနဲ့မှန်ပါဗျာ